တောင်ဆဆူချီကဘယ်မှာကောင်းလို့ထင်လို့ရှိရင်တော့နေမာသွားပြီလားမလိုက်တော့ဘိုးလက်လက်ဆိုရင်တဘောလုံးစာမာသွားပြီနေအရက်မာသွားပြီ ဘုံကျဲမယ်အဲ့ဖက်လက်မခံပြောလက်မခံဆိုသူတို့ဘာလို့သူဘုံကျဲမယ် လူတန်ဖို့ဘယ်နေရာမှာရှိလဲ ဆောက်ရှက်လည်းမရှိဘူးဆောက်ကမင်းကြောလေးထားရတယ်လှုပ်လေလှုပ်ရတယ်အဲ့ဒါဘသူကြောင့်လဲနော်နေပြောသလိုလားပြောချင်ဆိုလို့ရှိရင်လေအခုမေးခိုးပေးနိုင်တော့လားကြမ်းဖို့လေမင်းအောင်လဲတမတာဘယ်ဟာဘယ်လိုဖြစ်သွားလဲလို့နားလေမလားအဲ့နားလေရခက်တာလေ ဘဝမှာဆင်းရဲချမ်းသာတာထက်တိတ်ခါရှိဖို့ကပိုအရေးကြီးပါတယ်ဒီနေ့မှာကိုစီကညီငယ်တယောက်ရဲ့ပြောစကားတွေကနေတဆင့်ကျွန်တော်တို့မြန်မာပြည်သူတွေဘာကြောင့်မျက်နှာမငယ်တင်တယ်လဲဘာကြောင့်ကိုယုံကြည်မှုရှိရှိနဲ့ဒီတော်လန်ရေးကိုဆင်နွှဲတင်တယ်လဲဆိုတာကိုစိတ်သက်ခွန်အားဖြစ်စေမဲ့စကားလုံးတွေနဲ့ဝေမျှပေးထားပါတယ်မတရားမှုကိုအသားကျမသွားဖို့နဲ့အမြဲတမ်းနှိုးချနေဖို့အတွက်ကိုစီရဲ့တင်ပြချက်ကိုအားလုံးပဲနားဆင်ကြည့်ကြပါဦးဗျ နေတောင်ဆဆူချီကိုတပတ်တော့ပေးတော့ကဒီလေတမဟုတ်ပါဘူးနော်ပြောတော့တောင်ဆဆူချီဆိုတာငါရဲ့ပေါ်မှာအလေးစားရဆုံးပုဂ္ဂိုလ်ပါဆုံးအခုဘယ်လိုဖြစ်သွားလဲချက်ချင်းဘယ်လိုဖြစ်သွားလဲလို့နော်ယောက်ျားကြီးတမနဲ့ပေါက်လို့ပေးစားမင်းမလို့မင်းမရပြောတယ်တို့ပတ်သက်တွေကလေတကယ်တက်လက်တက်နိုင်နော်တို့တွေကလေဆောက်ရှက်လည်းမရှိဘူးဆောက်ကမင်းကြောလေးထားရတယ်လှုပ်လေလှုပ်ရတယ်အဲ့ဒါဘသူကြောင့်လဲနော်နေပြောသလိုလားပြောချင်ဆိုလို့ရှိရင်လေအခုမေးခိုးပေးနိုင်တော့လားကြမ်းဖို့လေမင်းအောင်လဲတမတာဘယ်ဟာဘယ်လိုဖြစ်သွားလဲလို့နားလေမလားအဲ့နားလေရခက်တာလေအဲ့ဒီနေရာမှာတောင်ဆဆူချီဖြစ်ကြည့်ပါလားအမလေးတို့တဆွေလုံးတမျိုးလုံးကပါကောမှာလေချောင်းကွေးမတအော်ပြမယ်ဆိုတာငါကြုံမြင်နေပြပြီတို့အကြောင်းတွေတို့စောက်ကြောင်းတွေကိုအေးအခုနိဗ္ဗာန်မပြောရဲမလား။ဘာလဲတင်းစိန်နေဟိုမြောင်လည်းကစစ်ဖို့တဲ့အလီလီနိုင်လာခဲ့တာတဲ့။ဘေးစစ်ဖို့တဲ့ဘလို့နိုင်သွားကြလေလို့ငါနားမလဲအဲ့တော့ဖြစ်နေရလေ။သူ့ဟာနဲ့သူ့တော့မတကြမ်းပါလေတိမလား။နောက်ကြောမလို့လို့မသိမလို့ရှင်မလို့မျက်နှာလို့ထိုင်နေပါလေဆိုမှဘေးစစ်ဖို့တွေတိုက်ပြီးမှနိုင်သွားပြီးပြန်လာရလေလို့နော်ဖားတာပေါ့လေ။ဒီအဲ့လိုမှဖားလို့ရှိရင်နိဗ္ဗာန်မပြောရဲမလား။အဲ့လိုမှမပြောလို့ရှိရင်နေပေါ်လို့ချောက်ကားရလေကိုတီချပုတ်ခရမှာတောင်းစားတွေ ပြောရတာတတိရှာလေးနားထောင်ပြီးပါနော်မဟုတ်မမှန်တာကိုစွတ်စွဲပုတ်ခတ်ပြောတာပါလားလို့နော်ဒါကျွန်တော်လည်းသူ့ဗီဒီယိုကနားထောင်တော့နော်ဒါအခုဒီမှာချိနေတဲ့ညီကောင်မောင်တွေအတူတူကျွန်တော်ကြိုမခွင့်အောင်ဘာလို့ဆိုတော့အစလေးဒါပို့လာတော့ကျွန်တော်အစအောင်နားထောင်ကြည့်လိုက်တော့ဘူးလက်လက်ဆိုပြောထားတာဆိုတော့ဒါနဲ့ကျွန်တော်တေချာအစရင်ကြည့်ပြီးတော့နားမထောင်မိလိုက်ဘူးအခုမှဒါအတူတူနားထောင်တာအဲ့တော့ကြည့်ပါဘာကြောင့်နားထောင်ခိုင်းတာလဲဆိုတော့ကျွန်တော်တို့ဘက်အချမ်းမှာပြောနေတဲ့တူတွေဟာကြော်စိုးဦးတို့ကြော်မျိုးမင်းတို့လိုတောက်လို့ပဲစာပြောတာလားအမှန်ကိုအမှန်တိုင်းပြောတာလားဆိုတာသိစီခြင်းလို့ပါနားထောင်ကြည့်ပါ နားလေမလားပြောလို့ရှိရင်တရုတ်လည်းမလေးရှင်ချင်းပြဘာညာဆွဲဖားတာဟဲ့တရုတ်ကမှညာပြည်နေဆက်မှာချက်စီးတွေကြော်ပြီးခတ်တာနေမတွေ့ဘူးလားဘေးတွေ့မှာလေဒါမျိုးတွေကလေတို့မဘာတာဖွဲ့တွေကလေတိမလားစစ်တပ်ကိုထောက်ကနေကြမ်းဖွဲ့တွေကလေတိမလားဒါမျိုးဆိုဘေးတော့မှမပြောရတို့တရုတ်ပြလို့လေဆိုလို့ရှိရင်လေတိမလားအေးငါတို့နေပိန်းပြောကြတာဒါမျိုးဆိုလို့ရှိရင်ဘေးတော့မှကွာမှန်တရားထွက်မပြောရနေတို့ပါပဲနောက်ဆုံးတော့လေတိမလားရုပ်ကိုကြည့်တော့ငါပြီးတော့နှမအောင်စားနေတရောင်းစားရုပ်တွေလေအေးဖြူရနေတာတားရည်ကြည့်တော့လည်းဟာပဲချွတ်တင်နေရလားမျက်နာပဲတိမလားအုံနာပဲပြတ်သွားတာတော့မပြောတတ်တော့ဘူးငါကလေနားလေမလားအဲ့လိုပြောချင်တာလေ sorry ဒီမှာဖုန်းတယောက်ခေါ်လာလို့ငါပြောမှမကျင်တဲ့သေးဘူးအဆက်ရှိသေးလေနော်တောင်ဆဆူချီကဘယ်မှာကောင်းလို့ထင်လို့ရှိရင်တော့နေမာသွားပြီလားမလိုက်တော့ဘိုးလက်လက်ဆိုရင်တဘောလုံးစာမာသွားပြီနေအရက်မာသွားပြီနော်ငါတို့ပီတိုတွေကအာနာသိမ့်ပြီးကြတဲ့ရရတောင်ကိုချမ်းဆန်နေတဲ့တူတွေကြီးပါပဲနော်ဟိုမှာလက်လက်ဆွေးကန်ပြီးတော့တော်လာတဲ့တူတွေနော်အခုရန်ကုန်မန္တလေးမှာရန်လုံချုံလို့မထင်ကြနဲ့နော်သိတယ်မလားနေ့အိမ်မှာရန်လုံချုံလို့မထင်ပါနဲ့ဟိုမှာအိမ်ခေါင်မိုးပေါ်မှာဘုံလေးတို့ကျင်းမှာပဲအတိတရားဝင်လာမယ်ဆိုလို့ရှိရင်စောင့်ကြည့်ထားပေါ့လေသိမလားအခုမြောက်ပြ ကောင်းလိုက်တာကွာညီလေးပြောရတာဘာဖြစ်လဲနေအိမ်ခေါင်မိုးပေါ်ကိုဘုံကြီးတစ်လုံးကျဲချတာမှာအရန်ကောင်းတဲ့စကားလေးပဲလက်ရှိမြန်မာပြည်မှာဘာကြောင့်မင်းအောင်နိုင်တက်ဆိုးရှိနေတာအဲ့ဒီတူတွေများနေတယ်ဘာဖြစ်လဲဟိုဘက်အိမ်ကိုဘုံကြရင်တော့ငါတို့အိမ်ဘုံကြတယ်အေးစေးလဲငါတို့ကအဲ့ကိုအိမ်ခေါင်မိုးတက်တဲ့ကြောင်အမလေးကဲကြပါဘောလို့ပါကျွန်တော်ဒုက္ခရောက်နေလို့ပါကဲကြပါမဟုတ်ဘူးလားအဲ့ဒီရေပေါ်စီလူတန်းစားတွေကြောင့်မအေလိုးတွေကအသက်ရှင်နေတာတကယ်မှန်တယ်သူပြောတာ မာနေမြညာပြတယ်ပဲနော်ဘာမှမမြင်ဘူးနော်အဲ့ဒါနေအတိတရားဝင်လာဖို့အဲ့ဒီလောက်ရမှာနေဘူးလားအဲ့လိုလောက်ကိုလောက်ရမှာနော်အေးနေပြောထားပေါ့လေမွေဆိုတဲ့မျိုးကပေါ့လေနော်သူ့ကအန်တရမပေးမှချင်တော့ကို့မကြိုက်ပါဘောကို့မြင်တာတော့ထွက်ပြရလေအစိတ်ရှိတဲ့မွေတွေတိမလားသူ့ကိုသွားတိုက်ခိုက်တယ်သူ့အန်တရပေးမှပဲလုံးဝမသိနေလေဆိုကို့ကိုကကွယ်တဲ့နေနဲ့လိုက်ခိုက်တာအဲ့လိုမျိုးနော်မွေမပြောနဲ့ခွေးတာမှကို့ကျွေးရတဲ့ခွေးတာမှနေတော့ကြောင်ပိတ်ပဲရိုက်ကြည့်ပါလားမကြိုက်ဘူးလားလို့ကတော့လူလေကို့လေဘင်းလာလေးလေးတော့ဝါပြပြနဲ့ဆင်းပေးရအောင်မလားငါတို့လောက်ဆိုမှလေအေးဘလို့တော့ပြန်ရမလဲအချိန်တည်းဒီလိုလာလို့ရှိရင်ဘလို့လောက်ရမယ်ဆိုတော့တီးပြီးသားပါပဲနားလေမလားပြောထားပေါ့လေခွေးလေးခလုံးဖုံမချအောင်နော်ငါလည်းဒီလိုကြည့်ပြောနေရတော့ဒီကတော့လေတိမလားမလုံချုံမလေးရှားမလေခဏဒီမနေ့ကတကယ်ချက်ကြတယ်မှာဒီမှာလေသူ့အိမ်မှာပါလေလူသွားလေအဲ့လိုမျိုးဒီမှာအရင်ပြန်ပေးဆွေးရတယ်များတယ်ဒီမှာလေသိမလားအဲ့လူသွားတာကပတ်နိုင်တာပေါ့လေအဲ့လိုနောငေါ့လေးရွာကမပြောပါနဲ့မပြောပြရနဲ့ပြောနေကြတဲ့ငါလည်းဆော့မီကလို့တက်ပြောတာနားလေမလားအေးမပြောပါနဲ့ဆိုငါလည်းမပြောပါဘူးတကယ်တော့လေလိုင်းကြည့်ရတယ်ဖွင့်နေတယ်ဒီတောင်းဆောင်တီးလို့ရှိရင်ပြောရမှချိန်နေတာငါလည်းအဲ့လိုတန်းစားနေတာနားလေမလားပြောဖို့စစ်စစ်မရှိဘူးပြောဖို့ရွေချက်သိမလားငါဒီလိုပြောလိုက်မယ်ဒီလိုပြောလိုက်မယ်ဆိုရင်မှလေကြိုတင်ဘာမှတွတ်ထားတာမရှိဘူးနော်မြင်တယ်ဆော့မီကထပြောချိန်နေတာငါလေနော်ဒီလိုဘူးလားဆိုတောင်းစားကိုနေရတခုရဖို့အတွက်မိမတဲ့တလားမှနင်းချေရလားလို့နားလေမလားအေးနော်ပြောလို့ရှိရင်လေဟိုကတော့မကြည့်ဘူးနော်တရုတ်ပြောဘာမှပြောရဲသူ့ဘပေါက်လေဘာမှပြောသိမလားအမတောင်ဆက်စုချီပြောပြီးဆိုလို့ရှိရင်အမအောကလည်းတပုံနဲ့တောင်းဆွေးမှလိုင်းဆင်းသွားတယ်တရောင်းစားကအဲ့လိုပုံစံနဲ့ဒီမှာအားချနိုင်တာတထောင်ဖိုးကို 300 MB လောက်နဲ့အေးနော်ငါတို့ပီတူတွေကလေနော်စက်ကောင်းကလေနော်စက်ကောင်းရွှေ့မှနော်သိတယ်မလားတွားတဲ့ရထားတွေမဟုတ်တော့ပါဘူးငါတို့ပီတူတယောက်ချင်းစီတန်းမှာနော်စက်ကောင်းရှိတယ်ကိုလိုရတောင်ကိုအတိစနဲ့ကိုတွားနေတူတွေကြီးပဲဘဒူးမခေါ်ဆရာမလို့တော့တောင်ဆက်စုချီနဲ့တမတာဦးမီကသိမလားစစ်တပ်နဲ့ဂျင်ဂျာစိတ်လာလို့တော့မလေးစန့်ချပေးမှငါလေမရတော့ဘူးစစ်တပ်နဲ့ဂျင်ဂျာစိတ်လှုပ်လို့မရတော့ဘူးတရုတ်နဲ့လှုပ်လို့မရတော့ဘူးနားလေမလားအေးလောက်ကင်မှာပေါ့နော်
အတက်ကြီးတဲ့လေးစားစရာမဟုတ်ဘူးဆိုတာဒါပဲပြီးတော့ဆုံးတော့လေတိမလားအေးအတက်ကြီးတော့လူကြီးဖြစ်သွားတယ်တိမလားအသိဉာဏ်မရှိဘူးလေအဲ့လိုပြောချင်တာနော်တက်ခံတော့ပေါ်တင်ကလာရောင်းလို့မကုန်နဲ့ဘွေးလက်မတွေရှိနေပေမဲ့ဒါပညာတက်တယ်လို့မဆိုလို့ပါဘူးနော်ကိုစပိုင်စီနဲ့ကိုနော်တလေးတိလို့ကိုအကန့်နဲ့ကိုနေပါလူတွေကကြည်ဖြူတာလေးစားတာလေတိမလားချစ်ခင်တာလေအခုနေခွေးလေးခေါ်လို့ဖုံမထားပြောထားပေါ့လေတိမလားကိုလေးကြတော့မနှွဲစမ်းတော့အေးနေဘာမှတော့မပြောရဲဘူးလားပြောရင်ပြောကြည့်လေနေပေါင်6ကပ်အလီကိုဒီကျင်မို့ဒူးကျင်မော်တော့တက်ခံရမှာတရောင်းစားတွေကိုအေးငါလည်းပြန်တော့မယ်တရောင်းစားကိုဆေးရရတာတော့အကူတူတွေများလို့နော်你太难进啊！他谁杯嘛？对了啦，你如果谁杯你炸没送啊？西伯王爸爸嘛，路面单上哪里啦？给ပြော完တဲ့မှာမဟုတ်မမှန်တဲ့စကားတွေကိုလောက်ပြန်လီဆယ်ပြီးတော့ကျော်စိုးဦးတို့ကျော်မျိုးမင်းတို့လုံပြီးပြောရတာပါလားမပါဘူးနော်အဲ့ဒါတွေ့လားကျွန်တော်တို့ဘက်မှာရှိတဲ့လူအများစုဒီအဲ့ဒါကြည့်ဘာကြောင့်လဲပြည်သူတွေကမဟုတ်တာလုပ်เสียတဲ့အကြောင်းရှိမဟုတ်တာပြောเสียတဲ့အကြောင်းရှိနေနဲ့တွေ့တဲ့ခံစားရတဲ့အတိုင်းပြောကြတာလေအဲ့တော့ဘာမှဒီလိုပြောတဲ့တော့လည်းဘာအကျိုးမှရတာမဟုတ်ဘူးအခက်မသိလူများတို့ရရှာခံပြုံးတယ်ဟမ်ဟုတ်တယ်မလားဒါရှင်းလေဒါပေမဲ့မခံစားနိုင်ကြလို့ပြောတာလေးစားတယ်ပြောရတာ LGBT တွေနဲ့ဘူးနဲ့လှဆွေတို့မင်းအောင်နိုင်တို့တဲ့အများကြီးတိတ်ခါရှိတယ်မြင့်မြတ်တယ်ဒီလေးပြောရတာဘာဖြစ်လို့သူအမှန်တရားဘက်ကသူရက်တည်နေတာအဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာကနော်လက်ရှိမြန်မာပြည်မှာလည်း LGBT တွေအများကြီးရှိတယ်မဲဆောက်မှာဆိုအမေအောင်ကြီးတို့နော်တော်လန်ရေးအတွက်လုပ်နေတာအခုဒီညီလေးတွေကိုလောက်ကိုလုပ်နေတယ်တူတယ်ဒါပေမဲ့တိုင်းပြည်အတွက်မှားနေတာလွဲနေတာရုပ်မှန်နေတာကိုနိုင်တဲ့နေရာကဝင်ပြောတယ်ဝင်လုပ်တယ်အဲ့တော့အခြားသော LGBT တွေအနေနဲ့ကလည်းကိုယ်တိုင်းပြည်အတွက်တထောက်တနေရာကပါဝင်ပေးကြဖို့ကိုလည်းကျွန်တော်မြတ်တာရက်ခံခြင်းနဲ့ဘာဖြစ်လို့လဲဒီကာလဟာကျွန်တော်တို့ခင်ဗျားတို့အားလုံးယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ် LGBT ပဲဖြစ်ဖြစ်နော်တို့တွေကကာယအာညာနာအပြည့်စုံတဲ့အရွယ်တွေဟုတ်တယ်နော်တို့တွေကာယအာညာနာအပြည့်စုံတဲ့အရွယ်မှာတို့တိုင်းပြည်ကဒီလိုလာဖြစ်တာအဲ့ဒါတို့ရဲ့ကုသိုလ်ကံပဲဟုတ်တယ်မလားတို့ကုသိုလ်ကံပဲမတတ်နိုင်ဘူးအဲ့ဒါကိုတို့ကမလုပ်ဘူးလို့ရှောင်ကွင်းနေမယ်ဆိုရင်တို့ဟာနိုင်ငံသားကောင်းတည်တတ်အောင်မလားဟုတ်တယ်မလားဒါကြီးကမတရားမှန်းသိတယ်အဲ့ဒါတရားနဲ့မင်းအောင်နိုင်ကိုကောင်းတယ်ဆိုပြီးဆိုရဲအတန်းသားတော့ကွာဝင်းလာနေတော့ကွာနော်ဒါအခုကျွန်တော်အခုဒီဗီဒီယိုဖိုင်ပြောနေတာ LGBT လို့ဟိုခေါင်းစဉ်တက်ပေးမယ်လူတွေကိုပြောတာလူပိသားတဲ့သူတွေကိုပြောတာဒီညီလေးလိုမျိုးနော်လူမဟုတ်တဲ့ကောင်တွေမပြောဘူးကျွန်တော်ဆိုတော့အဲ့ဒီလူတွေအနေနဲ့ဒါကြီးကမတရားမှန်းသိတယ်ဟုတ်တယ်နော်မတရားလုပ်နေမှန်းသိတယ်ပြီးတယ်ဆိုရင်ထိုင်တော့မကြည့်နေကြပါနဲ့လုံနိုင်တဲ့နေရာကလုံပါနော်ဒါပေမဲ့ကိုယ့်အတွက်နံပါတ်1ကိုယ်တိုင်နဲ့ကိုမိသားစုရဲ့အသက်အန္တရာယ်ထိခိုက်အောင်မလုပ်ပါနဲ့နော်ပြီးရင်ကိုတိုင်နဲ့ကိုမိသားစုဘဝရက်တည်စောင်းနေမလုပ်ပါနဲ့မတိုက်တုံးအဲ့ဟိုကိုကအားနေစေရတယ်ကွာငါတော့ဆွန့်လွတ်နိုင်တယ်ပိန်သိဆိုရဲဟာကဒါတက်နော်ကျွန်တော်တို့ဘေးကနေစီးရုံးတဲ့လူတွေအနေနဲ့ကအဲ့ဒီအပိုင်းတွေကိုကျွန်တော်တို့မမြောက်ဘူးတော့ဒါကအရေးကြီးတဲ့အပိုင်းဟုတ်တယ်နော်အခုရဲဘော်တွေဘယ်ရဲဘော်နောက်ပါအရှိမအသေးခံပြီးတိုင်ဘလို့ဖြစ်ပါဘယ်တော့မှမြောက်ပေးဘူးဒါကြောင့်မလို့ဘောမတွေခဏပြောစကားလာခဲ့ခေါ်လာခဲ့ PDF ထဲမှာပြည်သူမြောက်ပေးလို့နော်ငစီတို့ကထိုင်းရနေမြောက်ပေးနေတော့မြောက်ပေးလို့လောက်ကတဲ့ PDF ရှိခေါ်လာတယောက်ပဲအများကြီးပြတယ်ငါတို့မှလက်ကိုလက်မခံတာလို့ဘာဖြစ်လို့လဲသူများမြောက်ပေးလို့လောက်ရတယ်ဆိုတာကခံယူချက်ခိုင်မာချက်အတိတ်တရားမမှန်ကန်ဘူးလေမလို့ချင်ဘူးစောင့်ဝင်လာတဲ့ကခံယူချက်ခိုင်မာချက်မရှိတဲ့ကောင်ဟာပင်မမှုစင်းရဲတံပြဿနာမျိုးစုံတန်းအောက်မှာဘာဖြစ်လဲဖောက်ပြန်သွားမှာရှင်းလေးအဲ့တော့ကျွန်တော်တို့မလို့ချင်ဘူးကျွန်တော်တို့လိုချင်တာဒီအရေးအချင်းရှိတဲ့နိုင်ငံသားကောင်းတွေပဲလိုချင်တယ်အရေးအသွက်များတဲ့ဖုတ်ခွေးတွေပြူခွေးတွေလိုပတ်လို့ပဲသားတယ်ကျွန်တော်မလို့ချင်ဘူးနော်အဲ့တော့ကျွန်တော်တို့တရားမှာကဒီကာလဟာယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် LGBT ဖြစ်ဖြစ်တို့တိုင်းပြည်ဟာမတရားပြုတ်ကျင့်တာခံနေရတယ်။အဲ့ဒီချိန်မှာတို့တွေကအရွယ်ရောက်နေ။တို့မှာကာယအားရှိတယ်၊ဉာဏ်သားအားရှိတယ်။ဟုတ်လားဒီအုံနောက်နဲ့စဉ်းစားတွေးတောနိုင်လို့ရတယ်။ဒီကာယအားတွေနဲ့တို့တွေယုံနိုင်လို့ရတယ်။အဲ့ဒီအတွက်တို့တွေလောက်ရမယ်။တို့ LGBT တွေဆိုလဲနောင်လာ LGBT တွေအတွက်ဒီတိုင်းပြည်ဟာနေချင်းစပွဲတိုင်းပြည်ဖြစ်အောင်လွတ်လပ်တဲ့တိုင်းပြည်ဖြစ်အောင်လူ့အခွင့်အရေးအပြည့်အဝရအောင် LGBT တွေပေါ်မှာနှိမ့်ချဆက်ဆံခြင်းမရှိအောင်လူတယောက်ကိုလူလိုပဲမြင်ပြီးတော့ကိုယ့်ရဲ့လွတ်လပ်ခွင့်ဟာသူများကိုမထိခိုက်အောင်သူများရဲ့လွတ်လပ်ခွင့်ကလည်းကိုယ့်ကိုလာမထိခိုက်အောင်ဒီလိုအဆင့်ရှိတဲ့တိုင်းပြည်မှာဖြစ်ဖို့အတွက်ဒီနေ့ရောက်ရှိနေတဲ့ကာယအားဉာဏ်အားပြည့်စုံတဲ့ LGBT တိုင်းမှာလည်းတောင်းရှိတယ်။ယောက်ျားမိန်းမမဟုတ်ဘူး။ဟုတ်တယ်မလား။ဟိုယောက်ျားတွေဆိုလည်းနောင်သားတွေအတွက်ကျွန်တော်တို့ယောက်ျားတွေကဥဆောင်ပြီးကြိုးစားရမယ်။နောက်အခုဒီနေ့လေးတို့ကျွန်တော်တစ်ခေါက်ချက်တစ်တော့မှဖေးအောင်တွေ့လာတယ်။နော်အဲ့လိုသူတက်ပြောတာ။ပြောမှာဒီကာလကဒီလိုပြောမဲ့လူတွေအများကြီးလိုအပ်တာ။မသိကျွန်တော်တို့ပဲပြောတယ်ကျွန်တော်တို့ကအမုန်းခံကျွန်တော်တို့ကပြောกันနောက်ပြီးတော့လူဆိုတာကလေဟိုရိုးသွားတာရှိတယ်ဗျနော်မတရားမှုတစ်ခုကိုပြောပြလိုက်ပြီဆိုလူတွေအိုးထားဖြစ်တယ်အဲ့ဒီမတရားတာကိုပဲအမြဲကြားနေပဲဆိုရင်စိတ်ညစ်ပါပျော့သွားပြီဟောအဲ့ဒီမတရားတာကိုပဲထက်ချင်းစလက်ထက်ကြားနေဟုတ်လားဟဲ့ဟောသူလက်ခံတော့အဲ့ဒါကိုပဲမတရားမှုထက်ချင်းစလက်ထက်ကြားနေအဲ့ဒီမတရားတာကြီးကိုဒါလုံရိုးလုံစင်ကြည်ရိုးဖြစ်စီကိစ္စတစ်ခုလို့ရှုမြင်ပြီးတော့လက်ခံတော့ကျွန်တော်ပြောတာမယုံရင်အခုလက်ရှိမြန်မာနိုင်ငံမှာမင်းအောင်နိုင်တနေ့ဘုံတွေမကျဲနေဘူးဟိုဘုံတွေစကျဲတော့ပြည်သူတွေတည်တဲ့အချိန်မှာတနိုင်ငံလုံးတစ်ကမ္ဘာလုံးပြည်သူတွေဘယ်လိုတုံ့ပြန်ကြလဲအခုဘုံကျဲလို့အော်တဲ့လူရှိသေးလားဆွန့်အားတဲ့လူရှိသေးလားဒေါ်လာထွက်တဲ့လူရှိသေးလားရိုးသွားတာဒီဘုံကျဲတာလုံရိုးလုံစင်တစ်ခုလို့ပဲအခုဖြစ်နေပြီအခုဘုံကျဲတဲ့တည်တင်လိုက်ကြည့်လူမဆောက်ဖက်မလို့
ဘာဖြစ်လို့လဲအယိုးရတာဟုတ်တယ်နော်ဘယ်တော့မှမတရားတဲ့အရာကြီးဖြစ်နေစီကြားပါများရင်ယိုးရပြီးတော့လက်ခံတော့အဲ့တော့ပြောနေတဲ့နေရာမှာလည်းကျွန်တော်တို့ပဲထောက်လျှောက်ပြောနေရင်ဘယ်တော့ပဲမှန်တာကိုပြောစီဟိုဘက်ကစကားနဲ့ငစီတို့စကားပေါက်ကရပြောနေတာသူတို့ဘက်မှာပေါက်ကရပြောနေဆိုတဲ့ဟာပဲပြောနိုင်တာပေါက်ကရဆိုတာဘယ်စကားလုံးလဲဘယ်နေရာမှာမဟုတ်တာပြောလဲတိတိကျကျမေးကြည့်တယ်ကြောက်အောင်ပြောတတ်တယ်ကျွန်တော်ဘာမှမကျွန်တော်တို့ဘက်ကညပြောနေငစီတို့ပေါက်ကရပြောနေတာပေါက်ကရပေးရတယ်ဘယ်စကားလုံးကပေါက်ကရဟမ်ကျွန်တော်တို့ဘက်ကထောက်ရင်တိတိကျကျထောက်တာဟုတ်တယ်မလားစုနေကုန်ရွာမှာဘာ PDF စကားမှလည်းမရှိဘူးဘာမြေအောင်ဆေးရုံမှလည်းမရှိဘူးဒါကိုကြော်စိုးကရဲလေရင်ရှစ်စီးနဲ့ပုံကျဲတာမြေအောင်ဆေးရုံရှိလို့ PDF စကားရှိလို့ရွာသားတွေကိုယ်တိုင်လာဖွာတယ်ဓမ္မကြော်စိုးဘယ်နေ့ပဲရကတင်ထားတဲ့တရင်ခက်တာတရင်လိမ့်မှာတရင်ညာတင်တာဘာ PDF စကားမှလည်းဟာမှာဒီကကရွာသားတွေပြောတဲ့စကားအဲ့ဒီမှာမြေပုံမယုံသွားလေလားကျွန်တော်တို့ဘက်ကထောက်တာအဲ့လိုတိတိကျကျထောက်ကြော်စိုးပေါက်ကရပြောပါလားကွာနဲ့မပြီးပါဘူးကျော်စိုးပေါက်ကရပြောတာဓမ္မကြီးဒီလိုအမှန်ကဒီလိုကျော်စိုးပြောရတာဒါတွေပြောရတယ်ဒိုးဘက်အချမ်းကိုလည်းအဲ့လိုထောက်ဆမ်းပါမင်းတို့ဘောမဘက်အချမ်းမှာအဲ့လိုထောက်တတ်တဲ့လူဘယ်သူရှိလဲထောက်နိုင်တဲ့လူဘယ်သူရှိလဲဟမ်ထောက်နိုင်လားခစ်တဲ့မြစည်းမတို့ကဘာဒီကောင်တွေတကယ်နားထောင်ရင်တွားပြီးပေါက်ကရပြောနေကောင်းပြီခစ်တဲ့မီဒီယာအနေနဲ့ဘယ်နှစ်ဘယ်ရက်ဘယ်အချိန်မှာတင်တဲ့ဘာတည်င်းကိုပေါက်ကရပြောတာလဲပေါက်ကရဆိုတဲ့စကားလုံးကဘာကိုပြောတာလဲခစ်တဲ့ကတည်င်းလိမ့်တင်လို့ရှိရင်ဘယ်နှစ်ဘယ်ရက်မှာဘာအကြောင်းကိုတင်ထားတဲ့ခစ်တဲ့ကတည်င်းကဒါမဟုတ်မမှန်ပါဘူးတခုရှိတယ်မီဒီယာဖြစ်နေတဲ့အတွက်နော်အပုတ်ပေါင်း100တင်တပုတ်ကလေးတော့မှားတာတော့ဒီကောင်တရင်လိမ့်နေတယ်သွားဆွဆွဲလို့တော့မရဘူးပုံမှန်အများစုတောက်လျှောက်တင်းနေတဲ့များကြီးကိုကြည့်ရမယ်များကြီးဒီမှန်လားမှားလားဒါပေမဲ့ဘောမတွေပဲချမ်းမှာဘယ်သူထောက်နိုင်လဲလူပုဂ္ဂိုလ်တွေဝက်ဖြစ်ကျွန်တော်တို့လိုမျိုးစပီကာတွေဒီလူပုဂ္ဂိုလ်ဝက်ဖြစ်ဒီမီဒီယာတွေဝက်ဖြစ် online မီဒီယာဗန်ချမ်းမှာရက်တည်တဲ့မီဒီယာတွေဝက်ဖြစ်နော်ဘယ်နှစ်ဘယ်ရက်ဘယ်လိုအမှ data တိတိကျကျနဲ့ထောက်ပြနိုင်တဲ့ဘောမရှိပြီလားအဲ့ဘောမတွေညံ့နေလို့မဟုတ်တို့ပဲအချမ်းမှာပေါက်ကရပြောခွင့်မရှိလို့မယုံရင်ကိုစီမဟုတ်ကလိန်ညာပြီးပြောနေကြည့်မင်းတို့ဘောမတွေဆဲနေတာနောက်မှတို့တော်လိုင်းအဖွဲအသားချင်းချင်းလက်ခံဘူးတကောပေါက်လားငါတော့ငါတို့ကလူတွေလေလူပီတာတဲ့အတွက်လူအလုံးမဟုတ်တဲ့ဟာကိုလုံလိုက်ကိုချင်းချင်းလည်းလက်မခံကြဘူးနော်တကယ်အရေးကြီးတဲ့ကိစ္စတွေဖြစ်လာလို့ရှိရင်လက်မခံမှုချင်းချင်းဖြစ်နေတယ်ဒါပေမဲ့မင်းတို့ဘက်မှာဘယ်တော့ပဲလိန်နေအခုကျော်စိုးဒီစုလေးကုန်းကိစ္စပေါ်တီးလိန်သွားတာအားနဲ့မန်နဲ့ပြောပြီးတော့ဟမ်မင်းတို့အကောင်လုံးလိန်သွားတာလီးခံပြသွားတာဒါပေမဲ့ဘောမတွေဘာမှမပြောရဘူးတုံနေရတယ်ဘယ်တော့မင်းတို့ဘုံကဘယ်ဘွားရောက်နေစဉ်းစားကြည့်ရငါတို့ပဲဆမ်းမအဲ့လိုမျိုးမရှိဘူးအဲ့ဒါဘာကြောင့်အမှန်တရားဘက်မှာရက်တည်တာစကားပြောရင်တွတ်တယ်ပြောကိုစီဘောမနဲ့ကိုစီရဲ့စကားပြောရင်ကိုစီစကားမှန်တာလို့ကိုစီကဘယ်လိုဖြစ်တော့ကျွန်တော်ကိုချီးမွမ်းကြတာရှိတယ်ညှောက်ပေးကြတာရှိတယ်ကိုရကကိုမောင်နဲ့လိုက်မှာတော့3.3k ကျော်သွားတယ် view ကအဲ့ကိုမောင်အဲ့ချိန်မှာပြောတယ်ကိုစီပြိတ်တက်တယ်တော်တော်များတယ်တဲ့ကျွန်တော် live လွှင့်နေတာ 1.5 ဆိုတာအများဆုံးပဲတစ်ခါတလေမှာတဲ့ပုံမှန်ဆိုမရဘူးပေါ့အဲ့လိုမျိုး view ကိုစီပြိတ်တက်တယ်များတယ်မဟုတ်ဘူးလို့ကျွန်တော်ချက်ချင်းတက်ပြောတယ်အဲ့ဒါကျွန်တော်ပြိတ်တက်မဟုတ်ဘူးတော်လည်းပြိတ်တက်ပါလို့မှန်ကန်တဲ့ပြည်သူလူထုတွေကျွန်တော်ပြိတ်တက်မဟုတ်ဘူးကျွန်တော်ပြိတ်တက်ဆိုရင်ကျွန်တော်ဘာလုပ်ထောက်ကမှလေဟုတ်တယ်မလားအဲ့ဒါကျွန်တော်ပြိတ်တက်မဟုတ်ကျွန်တော်တော်လိုင်းလုပ်နေလို့ကိုစီဆိုရင်လက်အုပ်ဒီတာလက်ကုပ်ဒီတာအခုကျွန်တော်မင်းအောင်နိုင်နဲ့ပေါင်းလိုက်မယ်အဲ့ဒီလက်ကုပ်ဒီတဲ့လူတွေကျွန်တော်မဆိုင်ပါလာရက်ပဲလဲလာဖြတ်ပလိုက်အဲ့တော့ဒီလူတွေကကျွန်တော်ပြိတ်တက်လားတော်လိုင်းရေးပြိတ်တက်လားတော်လိုင်းရေးပြိတ်တက်တချို့တလေဟိုတော်လိုင်းရေးအကြောင်းပြုပြီးလူတိသွားတယ်အောက်ထစ်လူပြီးကိုဆယ်လီပြောကျွန်တော်ဆယ်လီခေါ်ကျွန်တော်ကြိုက်ပြီနော်ဒါပွင့်လင်းပြောကျွန်တော်ဆယ်လီမဟုတ်ဘူးဆယ်လီလုပ်ချင်အခန်းကြီးထန်းနေလုပ်မှာပေါ့အများကြီးဟာကြီးကိုဟမ်လူတိရုံလောက်နဲ့လုပ်လို့ရတဲ့ဒီလန်းတွေအများကြီးဘယ်လိုဘောပြက်ခံအနေရှိခံဘယ်နဲ့ပြင်မမသိဘယ်နဲ့တက်ခံနေမသိဘယ်နဲ့ဖမ်းခံနေမသိတဲ့ဟမ်ကိုစီဘောကိုပြပြီးလောက်ရတဲ့အလုပ်မျိုးလုပ်မလားဆယ်လီဖြစ်ချင်ုံနဲ့ဟုတ်တယ်မလားနော်အဲ့လိုဟာမျိုးတွေအများကြီးရှိတယ်ဒါပေမဲ့တော်လိုင်းဘက်ကဒူတွေကဘာဖြစ်လို့လဲကျွန်တော်တို့အဲ့လိုရှင်ပြောလို့ရတယ်ဆိုတာကမှန်တဲ့ဘက်မှာရက်တည်လို့ကျွန်တော်တို့မှားတဲ့ဘက်မှာရက်တည်ပြီးတော့ကိုတိုင်ရလဲအမားတွေလောက်ထားမယ်ဆိုရင်ဘလောက်ပဲပညာမဲ့အနေနဲ့ကိုကပညာအများကြီးတတ်နေတယ်ဒါပေမဲ့ကိုကမှားတဲ့ဘက်မှာရက်တည်ပြီးတော့အမားတွေကိုတိုင်နဲ့ကျူးလွန်ထားတယ်ကိုတိုင်မကျူးလွန်တော့ကိုတိုင်ပြောဆိုထားတယ်ဟုတ်တယ်နော်တစ်ဖက်မှာကိုလောက်ပညာမတတ်ဘူးဒါပေမဲ့ကိုကမှန်တဲ့ဘက်ကရက်တည်တာဆိုရှင်ပြောလို့နိုင်မှထင်တာအဲ့ဒါအဓိကလူကမှန်တဲ့ဘက်မှာရက်တည်မှာဘယ်သူမှကြောက်စရာမလိုဘူးကျွန်တော်တို့ပြောနိုင်တယ်ဆိုတာကဘယ်နည်းကပြောလို့တော်နေလို့မဟုတ်ပဲကျွန်တော်ကဘာကောင်မလို့လဲနော်ဒါမှလူတွေကလူတယောက်ပဲဟုတ်တယ်မလားကျွန်တော်မြင်ပြောပါတယ်ကျွန်တော်တို့တွေကိုယ်စိတ်ကိုလေဘယ်လိုထိကျွန်တော်နှိပ်ထားရအောင်မေးတယ်ကျွန်တော်တို့အရေးချင်းကတိုင်းပြည်တစ်ခုကိုဥဆောင်တဲ့လွတ်တော်အမတ်တော်မထိုက်တန်ဘူးလို့တွတ်ထားတယ်ကိုဘာဖြစ်လို့လဲကိုတိုင်းပြည်ကိုဥဆောင်မဲ့လွတ်တော်အမတ်တွေဆိုတာကာယဒီဉာဏ်ပညာအရာမှာဒီကိုယ့်တဲ့အများကြီးမြင်ကျပြီးတော့ပညာအရာဉာဏ်ပညာနော်ပညာဆိုတာစာနေတာဘွဲ့တွေရထားတာကိုပညာလို့ပြောတာမဟုတ်ဘူးအကောင်းဆုံးအမှားမှန်အကြောင်းကျိုးခွဲခြားစိတ်ဖြာနိုင်တဲ့အုံနောက်တိတရားအများကြီးလိုအပ်တယ်ဒါပွင့်တော့တစ်ခါကျရင်အခုဘူးလက်တော်မျိုးနော်ကိုလောက်တော့စောက်စိတ်မရှိဘူးစစ်တပ်ကတက်လုံးဒီစစ်တပ်ကပေးတဲ့လာကကိုစားပြီးတော့ဒီစစ်ယူနီဖောင်းကိုဝင်လာပြီးတော့ပုံမှန်ယာထူးအစစ်စစ်တိုးသွားလို့နေရာတစ်ခုရောက်လို့လူရဝင်နေတာလွတ်တန်ဖို့ဘယ်နေရာမှာရှိတယ်အဲ့ဒါဘာကွာလဲဆိုတော့မှန်တဲ့ဘက်မှာရက်တဲ့တူနဲ့မှားတဲ့ဘက်မှာရက်တဲ့တူအဲ့ဒါပဲကွာ
နော်အခုဘောမတွေပတ်သက်လို့ကျွန်တော်လိုက်လွှင့်နေပြန်တယ်တုတ်ပြန်တယ်အာကိုစီတို့တောင်းမဟုတ်ကျွန်တော်တော်လို့မဟုတ်ဘူးလားကျွန်တော်ရက်တီတဲ့ဘက်ကမှန်းနေတယ်ကျွန်တော်မှားတဲ့ဘက်မှာရက်တီကြည့်အဲ့လူတွေကိုကျွန်တော်ပြန်ရှင်းမပြောနိုင်နောက်ပြီးတော့ကျွန်တော်အားပေးတဲ့ပိတ်တယ်အဲ့ကျွန်တော်အားပေးတာမဟုတ်နော်ဒီတော်လန်ရင်းမှာမှန်တဲ့အလုပ်ကိုလုပ်နေလို့လူလူကအားပေးတာထိုနည်းတူပဲကျွန်တော်တို့လိုမျိုးဒီတော်လန်ရင်းအဝဲဝိုင်းမှာပေါ့နော်တော်လန်ရင်းနဲ့ဆက်ဆက်ပြီးတော့လူတွေအားလုံးအားပေးနေကြတယ်ဆိုငါဇွဲဆိုတဲ့မှန်တက်လို့မရဘူးအဲ့ဒီလူတွေအဲ့ပြည်သူတွေအားလုံးကပုံကိုကြီးကအားပေးတာမဟုတ်ရက်တီမှုကိုအားပေးတာနော်ဒါလေးကိုသဘောပေါက်ဖို့လိုကြတယ်အဲ့တော့ဒါညီလေးညီမတွေအနေနဲ့လည်းဒါကြုံလို့ပြောတာပါမင်းတို့ဘဝမှာလူတွေကိုအောက်ကြခံချင်တာအောက်ညမခံချင်ဘူးမလားမျက်နှာငယ်ချင်တာမငယ်ချင်ဘူးမလားโอเคစင်းရတာချမ်းသာတာပညာတတ်တာပညာမတတ်တာတော့ဒါမင်းတို့ရဲ့ကြိုးစားမှုနဲ့လည်းတက်ဆိုင်ဒါပေမဲ့လူအောက်ကြလားမကြဘူးတော့ကတော့အာမခံပြီးရဲ့ကိုစီအကိုအာမခံပြီးမင်းတို့ဘာကြောင့်တည်လဲဘယ်တော့ဖြစ်ဖြစ်နှံကန်တဲ့ဘက်မှာရက်ပြီးသူများပေါ်မဟုတ်တာမလုပ်နဲ့ဘယ်တော့မှမင်းတို့ဘဝအောက်မကြဘူးဘာလို့ပဲမင်းတို့စင်းရဲနေပြီမင်းတို့ရဲ့တိုက်ခါကြည်လင်ပြီးတော့ခေါင်းပေါ်နေရလိမ့်မယုံရင်နေကြည့်ပါမဟုတ်တာမလုပ်နဲ့ပတ်ဝန်းကျင်ညီကောင်မောင်တို့ကတကယ်ချင်းမိတ်ဆွေပေါ်မှာလဲကိုယ့်ဘက်ကအရင်ပေးဆက်နော်ခမင်းတပကံကျွေးနိုင်ခမင်းတပကံကျွေးတယ်ဘာဖြစ်လို့လူတွေကပေးဆက်မှုနဲ့အရင်စတာလောကမှာအလကားရတဲ့ရဘာမှမရှိဘူးအချို့တွေကပြောတယ်မိဘမြတ်တာအဲ့ဒီလူယောက်ျားကြီးနဲ့လူမိန်းမကြီးနှစ်ယောက်ကိုအဖေနဲ့အမေနေရာမှာအတော်ခံလို့မိဘမြတ်တာကိုပြန်ရလာလေမင်းအဖေနဲ့အမေနေရာမှာအဲ့ယောက်ျားကြီးနဲ့အဲ့လူယောက်ျားကြီးနဲ့အဲ့လူမိန်းမကြီးကိုမတော်ထားရင်အဲ့ဒီမိဘမြတ်တာကိုမင်းရလားမရဘူးအဲ့တော့လောကမှာပေးဆက်ပြီးမှရတာကြီးပဲဒါကြောင့်မလို့ညီကောင်မောင်တို့ကနိုင်ငံရေးအရာအားလုံးပေါ်မှာကိုလိုချင်တာရဖို့တော့ကိုယ့်ဘက်ကလည်းအရင်ပြစ်ဆက်ကအလုပ်တစ်ခုတွားလုပ်မယ်ဒီပနိုင်ငံမှာတထေးကြီးမှာအလုပ်စမတ်လိုက်အလုပ်ဝင်ပြီတထေးကောင်းဒီမကောင်းဒီခဏခါအလုပ်စောင့်ဝင်ပြီဆိုတော့ကိုတောင်းဝင်ကိုကြေပွန်စွာကိုယ့်ဘက်ကပြစ်ဆက်သူ့ရှိကိုပြစ်ဆက်ရချင်တော့ဟောတထေးရှိလုပ်မယ်တထေးရှိမရှိမလုပ်ဘူးဆိုတော့ကောင်းတယ်ကိုယ့်အလုပ်ကိုအလုပ်လို့တဘောထားပြီးလုပ်တယ်ဘသူကမျက်နှာငယ်ရအေးအဲ့လားဒါကြောင့်မလို့ညီညီမတွေနဲ့ဒါကြုံလို့အကိုအကြံပေးတာလောကမှာမှန်တဲ့ဘက်ကရက်တီသူများပေါ်မဟုတ်တာမလုပ်နဲ့မဟုတ်တာမပြောနဲ့အဲ့ဒါဆိုရင်မင်းတို့ဘောကဘယ်တော့မှပြန်လာမငယ်အောင်စိတ်ချအာမခံကိုစီပြောသလိုပါပဲလောကမှာအလကားရတာဘာမှမရှိပါဘူးကျွန်တော်တို့လိုချင်တဲ့လွတ်လပ်မှုအတွက်ကျွန်တော်တို့ကိုယ်တိုင်ပေးဆက်ကြရမှာပါကိုပတ်ဝန်းကျင်ကိုတငယ်ချင်းတွေပေါ်မှာအရင်ဆုံးပေးဆက်ပါအမှန်တရားဘက်ကရက်တီပါဒါဆိုရင်သင်ဟာဘလောက်ပဲဆင်းရဲပါစေဘယ်တော့မှမျက်နှာငယ်ရမှာမဟုတ်ပါဘူးတိတ်ခါရှိတဲ့လူသားတစ်ယောက်အဖြစ်အောင်ပွဲရတဲ့နေ့ထိလက်တွဲမဖြုတ်ပဲရှေ့ဆက်ကြပါ